စေကံမလေးကသူမရဲ့တခင်မကိုမျက်နှာချင်းဆိုင်မှာပဲအတင်းဖြင်းပြောဆိုနေပါတယ်။အဲ့ဒီအခါအမျိုးသမီးကငါ့ကိုအတင်းပြောရဲရင်နှင့်သွားတွေအကုန်ကျွတ်ပါစေလို့ပြန်ပြောလိုက်တဲ့အခါခဏအကြာမှာပဲအစေကံမလေးဟာမြေပြင်ပေါ်လဲကျသွားပြီးသွားတွေတကယ်ပဲကျွတ်ထွက်ကုန်ပါတယ်။ဒါကိုမြင်တော့တခြားစေကံတွေလည်းကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတယ်။တကယ်တော့ဒီအမျိုးသမီးဟာအရင်ဘဝကဂိုင်းစတားခေါင်းဆောင်တဦးဖြစ်ပြီးတာမန်ဘဝနဲ့နေထိုင်ဖို့စ조사နေတော့မှပဲသူမဖက်ဖူးတဲ့ဝတ္ထုတစ်ပုဒ်ထဲကိုဗီလိန်နီယာကနေကူးပြောင်းရောက်ရှိလာခဲ့တာပါ။ထူးခြားတာကသူမပြောလိုက်တဲ့စကားတွေဟာတကယ်ဖြစ်လာတဲ့စွမ်းအားကိုရရှိထားတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ခင်ပွန်းဖြစ်သူပြန်ရောက်လာတယ်လို့သတင်းရပါတယ်။ခင်ပွန်းဖြစ်သူကိုတခါမှမမြင်ဘူးတဲ့သူမဟာတွားကြည့်လိုက်တဲ့အခါအရန်ကိုချောမောတဲ့အမျိုးသားတဦးဖြစ်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူကအခန်းထဲဝင်လာတာနဲ့ကားမတော်တဆမှုဖြစ်အောင်သူမကလုပ်ကြံတယ်လို့ဆွဆွဲပြီးကွာရှင်းဖို့တောင်းဆိုပါတော့တယ်။ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးရင်ဒေါ်လာ10သန်းပေးမယ်လို့ကမ်းလှမ်းပါတယ်။သူမကမြို့မှာအချမ်းသာဆုံးလူကဒေါ်လာ10သန်းပဲပေးရသလားလို့စိတ်ထဲကနေညှိတွဲလိုက်တာကိုခင်ပွန်းဖြစ်သူကကြားသွားပါတယ်။သူကလွဲလို့တခြားဘသူမှမကြားရတဲ့အတွက်ခင်ပွန်းဖြစ်သူဟာအတော်လေးဇဝေဇဝါဖြစ်သွားပါတယ်။သူမဟာခင်ပွန်းဖြစ်သူကိုငါးနှလုံးလုံးလိုက်တွဲခဲ့ပြီးမှအခုလိုအလွယ်တကူကွာရှင်းပေးတာကိုလည်းသူနားမလည်နိုင်ဖြစ်နေပါတယ်။ဒါအပြင်ကွာရှင်းပြီးရင်မော်ဒယ်ချောချောလေးတွေနဲ့ပျော်ပါမယ်ဆိုတဲ့သူမရဲ့အတွေးတွေကိုပါကြားလိုက်ရတဲ့အခါခင်ပွန်းဖြစ်သူဟာလန့်ဖြတ်ပြီးအခန်းထဲကိုအမြန်ပြန်ဝင်သွားပါတယ်။သူမဟာမူလကဘာကိုပြန်ကျင်တာကြောင့်ဒီကဘာကြီးပျက်စီးပါစေလားလို့အော်ဟစ်လိုက်တဲ့အခါလေပြင်းတွေတိုက်ခတ်ပြီးလျှက်စီးလက်လာပေမဲ့သူမပဲလျှက်စီးအပြစ်ခံလိုက်ရပါတယ်။တကယ်ပြန်လို့မရမှန်းသိသွားတဲ့အခါခင်ပွန်းစီကရော်ချင်းငွေရအောင်သူ့ကိုရန်စားဖို့စ조사ပါတော့တယ်။အပူလောင်အောင်ရေနွေးပူကပ်ပေးတာစုံတက်နဲ့ငွေကြိုက်ခိုင်းတာတွေလုပ်ပေမဲ့သူမရဲ့ကျိန်စာတွေဟာခင်ပွန်းစီမရောက်ပဲသူမစီကိုပဲပြန်လဲတက်ရောက်လာပြီးနောက်ဆုံးမှာတော့ငွေကိုကြောက်ပြီးမိလဲသွားပါတော့တယ်